ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တကယ်လက်တွေ့ဘက်မှာတုံးချရဲကျွန်တော်တို့ကြီးမားလာတဲ့960ကီလိုဝတ် free base injection motor တို့ကိုထိန်းနေပြီးဒီကြောင့်ကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းရှေ့ကဗီဒီယိုလေးမှာဆိုရှင်ဒီ variable frequency drive ဗီဒီယိုများပြဖို့တင်ခဲ့ပူပါတယ်စိတ်ဝင်စားတော့သူများအနေနဲ့ description မှာ link ချထားပေးပါတယ်အဲ့ဒီမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ကိုဒီပုံလေးကတော့ကျွန်တော် frequency drive ကတော့ကျွန်တော် Falcon brand VLTAC drive လုံးဖြစ်ပါတယ်သူကဆိုရှင် three-phase motor ကို speed control လို့ကိုတုံးတဲ့ industrial inverter type ဖြစ်ပြီးတော့သူကဆိုရှင် input အနေနဲ့380အနေနဲ့50 to 60 Hz ပေးရပါတယ်ပေးလို့ရပါတယ်သူရဲ့ input output signal တွေကျွန်တော် signal တွေကိုကျွန်တော် relay တဲ့ PLC တွေနဲ့သူကထိန်းပြီးတော့ကျွန်တော်တို့ BFD အတွက်တော့ကျွန်တော်တို့ power module တွေနဲ့ control module တွေကိုဒီလို cabinet ကြီးတွေမှာထည့်ထားတာဖြစ်ပါတယ်အခုဒီ VFD တွေရဲ့ spec လေးကိုကျွန်တော်ကြမ်းပြင်တင်ပြတယ်လို့ပါတယ်ထုတ်လုပ်တာ brand ကတော့ Falcon ဖြစ်ပြီးတော့အခုဟာသူကဆိုရှင် Danfoss ရဲ့လက်အောက်ခံဖြစ်ပါတယ် model မျိုးစားကတော့ NSP 8 ဖြစ်ပြီးတော့power ဆိုရှင်400ပို့မှာဆိုရှင်960 kW ထွက်ပါတယ်သူကဆိုရှင် horsepower အနေနဲ့ဆိုရင်တော့900လောက်ရှိပါတယ်သူရဲ့ output ထွက်အားကတော့40 degree centigrade အပူချိန်မှာ1030 rpm ကိုကျွန်တော်တို့ကထုတ်ယူသုံးစွဲနိုင်ပါတယ်သူအလွန်တရာကိုများပြားလာပါတယ်သူ့ကို input အနေနဲ့ကျွန်တော်တို့က380အဲ့နေပြီးတော့900ပို့50 to 60 3 phase AC ကိုပေးလို့ရပါတယ်ထုတ်လုပ်တဲ့နိုင်ငံကတော့ Finland နိုင်ငံဖြစ်ပါတယ်အခုဒီဗီဒီယိုမှာအဓိကမိတ်ဆက်ပေးချင်တာကတော့သူ့ရဲ့ချိန်ခံ warranty ဆောက်ပုံနဲ့ဒီ900 horsepower ရှိတဲ့ motor ကြီးတစ်လုံးကိုဘယ်လို BFD panel တွေက sharing လုပ်ပြီးမောင်းနေကြတယ်လဲဆိုတာကိုချန်ပီယံဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းမြင်မှုကြားမှုတလောက်ကို knowledge share အနေနဲ့တင်ပြဆွေးနွေးသွားမှာဖြစ်ပြီးအသေးသေးသိရှိထားတော့အမှန်တကယ်လုပ်ထားဖို့တော့သူများအနေနဲ့ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အခုဒီပုံလေးကတော့ကျွန်တော်တို့ VFD ရဲ့ wiring ပုံလေးဖြစ်ပါတယ်ကျွန်တော်တို့အခြေခံကြတယ်ကျွန်တော်တို့ဒီမှာ main breaker ကြီးတွေကျွန်တော်တို့ချုပ်ကွန်ကြီးတွေကျွန်တော်တို့ control panel တွေ power panel ကြီးနှစ်ခုတွေနဲ့ control panel တွေနဲ့ဒီ control module တွေနဲ့ကျွန်တော်တို့ဒီ optical သူတို့ကိုဆက်ထားတယ်ဒီ optical fiber link တွေနဲ့ကျွန်တော်တို့ဒီ motor ကြီးကို power ကျွန်တော် cooling ပေးတယ်cooling fan ကိုကျွန်တော်တို့ cooling motor ကိုတွားတယ် breaker တွေပြီးတော့လို့ရှိရင် current transducer တွေ current transducer တွေကတော့ current ကိုပြသပေးဖို့ဖြစ်ပါတယ်ဒီတိုင်းဝဲဒီမှာ current ဘယ်လောက်ရှိတယ်ဆိုတာကိုပြသပေးဖို့ဖြစ်ပြီးတော့ကျွန်တော်တို့ PLC တွေနဲ့ကျွန်တော်တို့ pressure တွေ temperature module တွေကိုပေးဖို့အတွက် power supply တွေ transformer တွေ step down transformer တွေပါပါတယ်အခုဒီပုံလေးကတော့ VFD ကိုပေးဖို့အတွက်ကျွန်တော်တို့ဒီ message ပို့ကြီးကနေပြီးတော့440 ပို့ကိုကျွန်တော်တို့ယူထားတယ်ကျွန်တော်တို့ဒီ bus bar ကနေ440 ပို့ကိုဖုတ်ဖို့ရဖို့အတွက်ကျွန်တော်တို့ safety အနေနဲ့ခံထားတဲ့ဒီ main circuit breaker ကြီးဖြစ်ပါတယ်သူက Schneider မျိုးစားဖြစ်ပြီးတော့သူ့ရဲ့ model ကတော့ NS1000H မျိုးစားဖြစ်ပါတယ်သူ့ရဲ့ auxiliary ဒီ contact တွေကတော့ဒီ OF1 နဲ့ OF2 တွေကနေပြီးတော့သူကဆိုရှင် control circuit signal control circuit စီကိုကျွန်တော်တို့ပြန်ပြီးတော့ဒီ breaker ကြီးကပွင့်နေတာပိတ်နေလား overload ဖြစ်နေသလားဆိုတော့သူရဲ့ status တွေကိုပြန်ပို့ပေးတာဖြစ်ပါတယ်အခုဒီ slide လေးမှာတော့ဒီ VFD တွေရဲ့အဓိကကျွန်တော်တို့ဇက်လိုက်ကြီးတယောက်ဖြစ်တဲ့ကျွန်တော်တို့ reader လို့ခေါ်တဲ့ကျွန်တော်တို့ချုပ်ကွန်ကြီးအကြောင်းကိုပြသထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ three phase ကျွန်တော်တို့ချုပ်ကွန်ကြီးဖြစ်ပါတယ်တို့ reader လို့ခေါ်တာဖြစ်ပါတယ် reader ရဲ့အဓိကလောက်ကဆိုရှင်ဒီ input current repair တွေ harmonics တွေ switching strut တွေနဲ့ကျွန်တော်တို့ body ရဲ့ spike တွေကိုကျွန်တော် impact တွေကိုကျွန်တော် short ချပေးတာဖြစ်ပါတယ် VFD system တွေမှာ reader တွေကိုကျွန်တော်ဒီလို input side တွေကနေပြီးတော့သုံးလို့ရှိရင် main distortion တွေနဲ့ကျွန်တော်တို့ drive ရဲ့ rectifier strut တွေကိုဒီ drive ကြီးရဲ့ rectifier ရဲ့ strut တွေကို short ချပေးပြီး output side ကတော့နော် motor cable ကို cool spine နဲ့ဒီ motor တွေကိုသွားတယ်ဒီ output side မှာတက်ထားခဲ့မယ်ဆိုရှင်ဒီ motor တွေရဲ့ cable cool spine နဲ့ motor insulation ရဲ့ strut တွေကို short ချပေးပါဖြစ်ပါတယ်ကျွန်တော်ချိန်ရရင်တော့နောက် slide များမှာအသေးစိတ် detail တွေကိုပြောပြမှာဖြစ်ပါတယ်ခုကျွန်တော်တို့ကဒီချုပ်ကွန်အကြောင်းကိုပြီးသွားပြီဆိုတော့ကြောင့်မလို့ဒီ power module အကြောင်းကိုဆက်ပါမယ်ဖြစ်ပါတယ်ဒီကောင်အခုကျွန်တော်ဒီအပြာရောင်နဲ့ပြထားတဲ့ပုံက power module ကြီးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီအနောက်မှာရှိနေတဲ့ module ကြီးက power module ကြီးဖြစ်ပါတယ်ဒီ power module ကြီးရှေ့မှာတော့ control ကျွန်တော် keypad module လေးရှိပါတယ်သူကဆိုလို့ရှိရင်ဒီကျိုးလေးကနေပြီးတော့အရှေ့က keypad လေးနဲ့ကျွန်တော်တို့ဆက်ထားတာဖြစ်ပါတယ်
ဒီကပ်ပဲကီးပက်လေးကနေကျွန်တော်တို့ဆိုရှင်ဒီမှာဒါရှေ့ပါပန်နယ်ရှေ့မှာဒီကီးပက်လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကျွန်တော်တို့ information တွေကိုကြည့်လို့ရတယ်လို့ကျွန်တော်တို့ parameter တွေဟိုလေကျွန်တော်ဒီကနေဒီ keypad ကနေကျွန်တော်တို့ရိုက်ထည့်ရမှာဖြစ်ပါတယ်ပြီးရင်သူ့မှာလည်းဒီနားမှာကျွန်တော်တို့ communication ကတ်လေးတွေရှိပါတယ်ဒီ communication ကတ်လေးတွေရတယ်ဆိုရှင် RS485 communication module တွေကတ်လေးတွေဒီထဲမှာရှိပါတယ်ခုနက power module ရဲ့ဒီညာဘက်ချမ်းမှာလည်းနောက်ထပ်ကျွန်တော်တို့ power module ကြီးတစ်ခုရှိပါတယ်သူတို့ရဲ့ communication ကိုဒီ optical fiber နဲ့ဆက်ထားတာဖြစ်ပါတယ်ခုနကဘယ်ဘက်က module ရှိရင်ဒီဘက်ကတော့ညာဘက်က module ကြီးဖြစ်ပါတယ်ဒီ960 kW မော်တာကြီးတို့ကိုထိန်းဖို့ပါဆိုရှင်တော့ power module ကလွန်ကြီးမားတဲ့အတွက်ကြောင့်မလို့ power module ကြီးနှစ်ခုနဲ့ဒီမှာအောက်မှာကြိုးတွေရှိပါတယ်ကြိုးတွေနဲ့မော်တာစီကိုသွားပြီးတော့ power module နှစ်ခုနဲ့ခွဲဝေပြီးတော့ကျွန်တော်တို့မောင်းနေတာဖြစ်ပါတယ်အခုကျွန်တော်တို့ညာဘက်ကဒီ power module ရဲ့ဒီဝင်မှာလဲကျွန်တော်တို့ဒီ power ဒီ reactor ကိုတတ်ထားတာကိုတွေ့မှာဖြစ်ပါတယ်အခုဒီ reactor ဒီ quality ချုပ်ခံရေးအကြောင်းကိုကျွန်တော်အနေနဲ့ထပ်ပြီးပြောပြလိုပါတယ်နံပါတ်1ချက်ကတော့ harmonic distortion ကို short ချပေးပါတယ်နံပါတ်2ချက်ကတော့ main body spike နဲ့ and transient ဒီညာရန်နေ BFD ကိုကာဝယ်ပေးပါတယ်ဒါ input buffer ဆိုတဲ့သဘောမျိုးပါနံပါတ်3ချက်ကတော့ inrush current limit ကိုပြုလုပ်ပေးပါတယ် inrush current limiting နံပါတ်4ချက်ကတော့ parallel power module များကြား current ကိုမျှပေးပါတယ် current balancing လုပ်ပေးပါတယ်ဒီချက်တွေအားဆိုရွှေချင်းဒီချုပ်ကန်ရော reactor ကြီးရဲ့ကျွန်တော်တို့အလုပ်တွေဖြစ်ပါတယ်အဲ့တော့အခုနှစ်ချုပ်လေးပြန်ကြည့်မယ်ဆိုရှင်ဒီ main cabinet board မှာကျွန်တော်တို့ဒီလိုမျိုး power module ကျွန်တော်တို့ power module ကဒီမှာနှစ်ခုရှိပါတယ်ပြီးလို့ရှိရင်သူတို့ကို optical fiber နဲ့ဆက်ထားမယ်ပြီးရင်ဒီမှာချုပ်ကန်ကြီးကဒီ module နှစ်ခုရဲ့ရှေ့မှာရှိရမယ်ပြီးလို့ရှိရင် motor တွေကိုသွားဖို့အောက်ပုတ်ကနေပြီးတော့ဒီ module တစ်ခုစီကနေ motor တွေကိုသွားတဲ့ wire ကြိုးတွေရှိမှာဖြစ်ပါတယ်ဒီအချမ်းလေးကတော့ကျွန်တော်တို့ motor ရဲ့ cooling ကိုပေးတယ် cooling motor ရဲ့ breaker လေးဖြစ်ပါတယ်ဒီကျွန်တော်တို့ခုနကရှေ့မှာပြောရတယ်ဒီ optical fiber အကြောင်းလေးကိုနည်းနည်းပြောလို့ပါတယ်ဒီ BFD ထဲမှာ control board တွေကိုကျွန်တော် optical fiber နဲ့ဆက်ထားပါတယ်ဒါကအတမန်ဝါကြိုးမဟုတ်ဘဲနဲ့ galvanic isolation ကိုခေါ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ဒီ power board တွေအားဆိုရှင်ဒီလက်စစ်တန်line တွေ EMI တွေ noise တွေအားဆိုရှင်ဒီ control board တွေစီကိုမြောက်အောင်ဒီ link in ကြိုးတွေအကောက်ပေးထားတာဖြစ်ပါတယ်ဒါမှဆိုလို့ရှိရင်ဒီ control board ကထိချုပ်ထားတဲ့ processor တွေအားဆိုရင်အမှားယွင်းမရှိအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဒီ data တွေကို optical fiber နဲ့ပို့တာဆိုရှင်ပို့ပြီးတော့နှောက်ယှက်ကင်းပါတယ်အဲ့တော့ optical fiber အဓိကလောက်က electrical noise EMI ရမှာ100%လုံးကင်းဝေးစေပါတယ်ဒီ master နဲ့ follower master ဆိုတာဒီလိုရှိရင် module ဒီ power module နှစ်ခုကိုတစ်ခုက master ပြီးတစ်ခုက follower ပါသူတို့ရဲ့ high speed synchronization ကိုသူတို့ကဆိုလို့ရှိရင်synchronization တစ်ခုရဲ့ synchronization ဆိုလို့ရှိရင်စက္ကန့်မလတ်သူကဆိုလို့ရှိရင်သူတို့ရဲ့ synchronization ကောင်းအောင်ဆိုလို့ရှိရင်ဒီ optical fiber တွေကလှုပ်ဆောင်ပေးပါတယ်သူတို့ရှိလို့ရှိရင် galvanic isolation လို့ခေါ်တယ်လက်စစ်တာကိုလည်းသူတို့ကဆိုလို့ရှိရင်တည်တံ့ခွဲထုတ်ပေးတဲ့ design မျိုးဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ control ဘိုင်းနဲ့ communication ဘိုင်းကိုဘယ်လိုချိတ်ဆက်ဆိုတော့ကြည့်ပါမယ်သူကဆိုလို့ရှိရင် gravity ကိုကျွန်တော်တို့တစ်လုံးနဲ့တစ်လုံးကိုဆက်တဲ့နေရာမှာကျွန်တော်တို့ PLC ကိုသုံးပြီးတော့ဒီ HMI ကိုလည်းHMI ကိုဆက်တဲ့နေရာမှာလည်းကျွန်တော်တို့ PLC ကိုဒီ PLC ကိုကျွန်တော်တို့သုံးတာကိုတွေ့ရပါတယ်ဒီမှာ input output တွေကိုလည်း input output တွေပါပါတယ်ကျွန်တော်တို့ sensor တွေပါတယ်ကျွန်တော် temperature sensor တွေ pressure sensor တွေကိုလည်းကျွန်တော်တို့ဒီ PLC နဲ့သုံးပါတယ်ပြီးလို့ရှိရင် stat တွေ store တွေ command တွေအားလုံးကိုလည်းကျွန်တော် PLC ကနေသွားတာဖြစ်ပါတယ်သူဆိုလို့ရှိရင် output မှာဆိုလို့ရှိရင်ဒီမှာတော့ output မှာဆိုရင် DPLC ရပဲ output အနေနဲ့လည်း output ကထွက်ပါတယ်ဒီ module ကတ်လေးတွေကတော့ဒါ temperature နဲ့4 to 20 million ပြကျွန်တော်တို့ module ကတ်လေးဖြစ်ပါတယ်တစ်ချက်ကတော့ကျွန်တော်တို့ဒီမှာဒီ power pan တွေနှစ်ခုဆုံးအားလာတဲ့ဒီ motor connection တွေဖြစ်ပါတယ်ဒီဟာတွေကဆိုလို့ရှိရင်ကျိုးတွေကဆိုလို့ရှိရင်ဒီမှာ3ကျိုးဒီဝင်လာတာကိုတွေ့မှာဖြစ်ပါတယ်သူကဆိုရှင် power ကြီးတဲ့အတွက်ကျိုးရတဲ့အများကြီးကိုသုံးထားတာတွေ့မှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဒီမှာဒီအောက်ဒီခုနကဒီ power panel ကြီးရဲ့တွင်းပိုင်းပုံဖြစ်ပြီးတော့ဒါလေးတွေက optical fiber ဖြစ်ပြီးဒီနားမှာဆိုလို့ရှိရင် rectifier stack တွေရှိပြီးတော့ IGBT တို့ကျွန်တော် DC band တွေဆိုလို့ရှိရင်ဒီအနောက်ထဲမှာရှိတာဖြစ်ပြီးတော့ဒီ control board တွေကတော့သူ့ရဲ့ရှေ့မှာရှိတာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ bus bar ကြီးကတော့ကျွန်တော်တို့ဒီမှာ bus bar ဘော်ဒါကိုဆက်သွားတဲ့ဒါ bus bar ကြီးဖြစ်ပါတယ်အခုကျွန်တော်ပြောရင်လည်း
အခုကျွန်တော်ပြောချင်တဲ့အချက်တစ်ခုကတော့ကျွန်တော်တို့ရေးကြည့်တဲ့ cooling system ကြောင့်ဒီ VFD တွေဆိုရင် heat generator ကျွန်တော်တို့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ cooling system အကောင်းဖို့လိုပါတယ်ဒီ VFD ရဲ့ဒီ module panel ကြီးတွေမှာ auto cooling fan တွေသူကဆို temperature တက်လာရင်သူကဆိုရင်မောင်းပြီးတော့ temperature ကျသွားရင် auto ရပ်ပေးတဲ့ cooling fan တွေပါတယ်ဒါပေမဲ့အပြင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ cabinet ရဲ့အပြင်မှာလည်း supply fan တွေနဲ့ exhaust fan တွေပါပါတယ်ဒီအောက်ကက supply fan တွေဖြစ်ပြီးတော့ဒီအပေါ်ဆိုလို့ရှိရင် exhaust fan ဒီတက်တဲ့နေရာလေးဖြစ်ပါတယ်ဒီ motor ကြီးမှာဆိုလို့ရှိရင်လည်းဒီနေရာလေးမှာဆိုလို့ရှိရင်ဒီ motor ရဲ့ဒီ fan နေရာမှာကျွန်တော်တို့ 3 phase motor ကြီးတစ်လုံးကိုတက်ပြီးတော့ cooling fan တွေနဲ့ကျွန်တော်တို့ attach တွဲပြီးတော့ motor ကြီးကိုကျွန်တော်တို့ cooling ပေးတာဖြစ်ပါတယ်အခုနောက်ဆုံးချိန်နဲ့ဒီ BFD တွေကဆိုလို့ရှိရင်သူတို့ကိုတွဲဖို့အတွက်ဆိုရှင် HMI panel တွေရှိပါတယ်အဲ့တော့သူက RS45 signal ကို PLC တစ်လုံးစီကနေပြီးတော့ဒီ HMI panel မှာလာပြီးတော့ကျွန်တော်တို့ BFD ကျွန်တော်တို့သုံးလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာသုံးလို့လာပြီးတော့ကျွန်တော်တို့ HMI မှာဒီ communication အားလုံးကိုဒီ HMI မှာလာပြမှာဖြစ်ပါတယ်ဒါ PLC ဆိုလို့ရှိရင်ဒီ BFD တစ်လုံးမှာဆိုလို့ရှိရင် HMI တစ်ခုကျွန်တော် PLC တစ်လုံးလုံးနဲ့ဒီပြီးတော့အားလုံးပေါင်းစုံပြီးတော့ HMI မှာလာပြမှာဖြစ်ပါတယ်အခုကျွန်တော်အခုအနေနဲ့ VFD အကြောင်းကိုကျွန်တော်တို့အကြံပြင်းဆွေးနွေးသွားပြီးတော့ဆိုတော့ကြောင့်နောက်ဗီဒီယိုလေးမှာဒီ IS4 signal တွေအကြောင်း signal တွေဆို PLC နဲ့တွဲပြီးတော့ဒီ PLC နဲ့တွဲပြီးတော့ဘယ်လိုများကျွန်တော်တို့လုပ်ကြတယ်ဆိုတာလေးကိုတော့တင်ပြသွားပါမယ် Thanks for watching application ကိုအထူးကျေးဇူးတင်ရှိပါတယ်ဝါသနာရကလစ်သမျှကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်အဆင်ပြေပြီဆိုတာက like subscribe and share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်